Mist ကနေကြိုးဆိုပါတယ်ခုလောက်ဆိုရင်တော့ Deadpool and Wolverine ကိုလည်းကြည့်ပြီးကြပြီထင်ပါတယ် Deadpool variant တွေအများကြီးကိုလည်းခဏတစ်ဖြုံမြင်ခဲ့ရပါတယ်ခမမိုက်တွေပါသလိုပောက်ကရအာဝါဒတွေလည်းအများကြီးပါပါတယ်ဒီဗီဒီယိုမှာကျွန်တော်က Deadpool ရဲ့ပောက်ကရ variant တချို့အကြောင်းကိုပြောမှာဖြစ်ပါတယ်နံပါတ်1 Kid Buuကမွေးရပါ mutant တစ်ယောက်ဖြစ်ပါတယ်ပြောချင်တာက Deadpool တော်တော်များများလို့စမ်းသပ်မှုကနေဖြစ်လာတာမဟုတ်ပဲမွေးကလေးက Deadpool တယောက်ရဲ့ personality နဲ့ ability တွေပါလာပြီးသားပါKid Buu ရဲ့ထူးခြားချက်က power စားရတဲ့အရွယ်ကနေအသက်မကြီးတော့တာကြောင့်အများနဲ့ကလေးပုံစံအတိုင်းပဲဆက်ဖြစ်နေမှာဖြစ်ပါတယ်။ Multiverse ကိုပောက်ကရဆန်ဆန်ပဲဖောက်ဝင်ခဲ့ပြီး Deadpool Corps အဖွဲ့ဝင်ဖြစ်လာပါတယ်။နံပါတ်2 Lady Deadpool ကတော့ alternate reality တစ်ခုဖြစ်တဲ့အ3313က hero version မျိုးဖြစ်ပါတယ်။နာမည်ရင်းက Wonder Wilson ဖြစ်ပြီး mainstream Deadpool ထက်ဓာတ်ရိုက်ပိုပြီးကျွမ်းကျင်ပါတယ်။သူ့အကြောင်းကိုဗီဒီယိုသက်လုပ်ပေးဘူးလို့အပြည့်အစုံသိချင်ရှာကြည့်လို့ရပါတယ်။သူက Steve Rogers ဦးဆောင်တဲ့ Fascist အစိုးရကိုတိုက်ထုတ်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင် Evil Deadpool Corps တွေကိုလည်းတိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။မျက်နှာယူ Deadpool တွေတဲကမှ cool အဖြစ်ဆုံးလို့ပြောရမယ့် version မျိုးဖြစ်ပါတယ်။နံပါတ်3ကတော့ Deadpool 2099သူက Marvel Mainstream Universe ရဲ့ဖြစ်နိုင်ခြေရှိတဲ့ future တွေတဲကတစ်ခုဖြစ်တဲ့2099 timeline က future version Deadpool ဖြစ်ပါတယ်။ Spider-Man 2099လို့မျိုးပါ။နာမည်က Wanda Wilson ဖြစ်ပြီး Deadpool နဲ့ Demon Queen ဖြစ်တဲ့ Shikla တို့ရဲ့သမီးဖြစ်ပါတယ်။မွေးလာတဲ့အခါမှာသူ့အဖေစီက healing ability တွေပါလာပြီး Deadpool ဖြစ်လာတာပါ။အဖေနဲ့အဆင်မပြေတဲ့ဆက်ဆံရေးမျိုးဖြစ်တဲ့အတွက်သူကိုယ်တိုင် Deadpool ဆိုပြီး feeling ထားလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တာဘာနှစ်ယောက်ပြေးလဲသွားပါတယ်။ Deadpool 2099ကသူ့အဖေဘရောမှမဖြစ်ခဲ့တဲ့ superhero တစ်ယောက်ဖြစ်လာနိုင်တဲ့ character တစ်ကောင်ဖြစ်ပါတယ်။ဆိုလိုတာကတော့လူကောင်းဖြစ်နိုင်ခြေရှိသူတစ်ယောက်ပါ။နံပါတ်4က Venom Deadpool ကို Venom symbiote ပူကတ်သွားတဲ့အခါ Venom Bull ရဲ့လို့ဖြစ်လာပါတယ်။ငကကြာခွာစားနှစ်ကောင်ပေါင်းထားတဲ့ဒီ version ကတစ်ကောင်ချင်း character တွေထက်အများကြီးပိုပြီးခွာကြပါတယ်။ပိုပြီးလဲကြံပါတယ်။ဒီ storyline မှာ Venom ပူကတ်တာခံထားရတဲ့ Spider-Man က Beyonder နဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီ battle ကနေလွှင့်ထွက်လာတဲ့ Venom က Spider-Man စီပြန်မသွားတော့ဘဲ Deadpool ကိုဝင်စီးလိုက်ပါတယ်။တခြား version တွေနဲ့မတူတာကတော့ရုပ်ပြောင်းရုပ်လွှဲလိုမျိုးတခြားတစ်ကောင်ပုံပြောင်းနိုင်ပါတယ်။နံပါတ်5 Octo Squash Bullဒီ version ကတော့ Spider-Man ရဲ့ iconic villain ဖြစ်တဲ့ Octo Octavius နဲ့ Deadpool ကိုပေါင်းစပ်ထားတာပါ။ဒီ Deadpool ကလူမဟုတ်ပဲ Squash လို့ခေါ်တဲ့နှင်းလူသားလို့အမွှေးထူထူသတ္တဝါမျိုးကနေ Deadpool ဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်လူတစ်ယောက်ထပ်ပိုတန်ပါပြီးလက်ခုပ်တင်းရဲ့နောက်လျှက်စစ်လိုင်းတွေဖန်တီးနိုင်တဲ့အထိကြံပါတယ်။ Dr. Octopus လိုမျိုးသိပ္ပံပညာရှင်တစ်ယောက်ရဲ့ဉာဏ်ရည်မျိုးကိုမှ Deadpool ရဲ့ ability တွေနဲ့ပေါင်းစပ်ထားတာဆိုတော့တော်တော်ကျန်းတဲ့အထင်မှာပါပါတယ်။ Marvel Hero တော်တော်များများအတွက်လည်းရှင်ဆိုင်ရခက်တဲ့ feeling တွေထဲမှာပါနေပါတယ်။နံပါတ်6 Zanbullဒီ version ကတော့ Deadpool ကိုမှဖျားတရားသမားသူတော်စင်သူတော်မြတ်ဖြစ်ပါတယ်။ Zanbull ကလည်းတစ်ချိန်လုံးကတော့တခြား Deadpool တွေလိုအဆိုင်လေးပါ။ဒါပေမဲ့အခိုက်အတန့်တစ်ခု